speaker ကိုအတန်းကြည့်ကြလို့ချင်းနဲ့မြင့်ရလဲ romantic ဖြစ်ချင်တယ်ဒါဆိုရင်ဒီကိုရဲ့ BS62 လေးရှိနေပါပြီတန်းဝက်ပါဝါရှိတာကြောင့်အပြင်မှာတချင်းတန်ကြည့်ကြပြီးပြီးတနားထောင်နိုင်တယ် battery 3600 mAh ပါဝင်တာမို့လို့တချင်းနားထောင်တာတွေမြူထနာတွေအတွက်လုံလောက်တဲ့ပါဝါကိုပေးနိုင်ပြီးတော့ outdoor cruising တွေအတွက်အကောင်းဆုံး support ပေးပါတယ် FM radio နားထောင်တာ memory card တို့မဟုတ် USB device ကနေလည်းတချင်းတွေကိုတိုက်ရိုက်ခတ်နိုင်ပါတယ် TWS system လေးလည်းပါဝင်ပါတယ်အလိုလျောက်ပိတ်သွားအောင်ချင်းကြီးရဲ့ schedule shutdown fashion ပါဝင်လို့အခက်ကြီးတချင်းနားထောင်ပြီးအတွက်အသုံးဝင်ပါတယ် Bluetooth version 5.3 ချောင်းချိဆက်မှုပုံမှန်မြန်ဆန်ပြီးတော့တင်နေစေပါတယ်တစ်ခါအသုံးပြရနဲ့8နာရီထိကောင်းကောင်းအသုံးပြုလို့ရပါတယ်နေ့အနည်းအမှောင်လည်းအဆင့်30နဲ့အချိန်ကြီးနိုင်ပါတယ်အိတ်ဆက်ကိုခက်ခဲတွေအတွက်အိတ်တော်စီကို wireless ကိုဖွင့်ပြီးတော့ timer fashion ကိုတဲတုံးရဲ့အရန်ကိုအသုံးဝင်စေမှာပါThis is Team Pakao. အားလေးချရှိခံအတမဝါကောင်းပြီးမြင့်ရည်လည်းပါဝင်တယ်ဟုတ်ကိုရဲ့ BS62 လေးကိုမိတ်ဆက်ပေးလိုက်တယ်နော်